ကျေးဇူးတော်ချီးမွမ်းပါတယ်တခါဘူးမြတ်အမေရိကန်နိုင်ငံရောက်ဖို့ဆုမတောင်းခဲ့ဘူးပါကျွန်တော်ဆုတောင်းခဲ့တာကတော့မြန်မာနိုင်ငံအနှံ့ဘုရားခင်ကျွန်တော်ပို့ပေးပါလို့မြန်မာနိုင်ငံထဲမှာကျွန်တော်မရောက်ဘူးတဲ့နေရာတွေဘုဒ္ဓတိအများကြီးပဲရှိနေတယ်အဲ့တော့ပို့ပေးပါလို့ဆုတောင်းပါတယ်ဒါပေမဲ့ကိုရောဖျားပို့ပါတယ်အဲ့ဒီကမကောက်ဘူးဒီနေရာလေးရောက်ရှာဆုံးတဲ့သူကဆိုတော့လူတွေနေတယ်တဲ့သူကကျွန်တော်များအာနာလို့ပြောရလားတော့မသိဘူးကျွန်တော်စိတ်ထဲမှာအဲ့လိုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တော့ဘာမှမဖြစ်ဘူးကျွန်တော်မြန်မာစကားပုံမှာကေတရားစာချင်းသိမင်းတို့ဟာယုံမှုဖိုင်းလေအဲ့ဒီခွန်အားပဲပြောင်ကြီးကိုဖိုင်းလေအဲ့ဒီခွန်အားပဲဘယ်တော့မှမလျှော့ကျွန်တော်အသင်းတော်မှာကျွန်တော်အလုပ်လုပ်နေတဲ့အချိန်မှာကျွန်တော်အသင်းတော်အတွင်းမှာကျွန်တော်ယုံငန်းတွေကိုဝင်လာပြီးတော့ကဘာလို့မလို့လဲဆိုတော့ကျွန်တော်မေးလိုက်တော့ तू ကအံ့ဩစွာနဲ့ဆရာကျွန်တော်အပြင်မှာအတန်ကြားတာဆရာလူရောက်30လောက်ကျန်းစာသင်ပေးနေတယ်အောင်မလို့တဲ့ဘာဆိုကျွန်တော်ကနှစ်ချင်းသင်တန်းပေးနေတာကျွန်တော်ရှေ့မှာထိုင်နေတပည့်အတယောက်ပဲရှိတယ်ကျွန်တော်လည်းအားရပါရပဲလုံးဝမလျှော့နော်ဟုတ်တယ်အကောလို့ကျွန်တော်တယောက်တည်းလေးပဲဒီတိုင်းပဲသင်ပါပဲအယောက်50 60ဖြစ်တယ်ဒီတိုင်းပဲသင်ပါဘာဆိုတော့သူ့ရဲ့ဝိညာဉ်ပြောင်းလဲမဲ့အသက်တာတကယ်ဘုရားသခင်ကိုတည်သွားဖို့ရအတွက်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့အဲ့တိုင်းပဲအားထုတ်ပါမယ်လို့ချစ်တော်ညီကိုမောင်မတို့ဒီနေ့ညီကိုမောင်မတို့နဲ့အတူကျွန်တော်တို့စဉ်းစားဆင်ခြင်ပြီးတော့ခံယူခြင်းနဲ့အကြောင်းအရာတွေကတော့ယေရှုခရစ်တော်သည်ကျွန်တော်တို့ဤပြဿနာများကိုဖြေရှင်းပေးနိုင်သူဖြစ်သည်ဆိုတဲ့အချက်ဖြစ်ပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့အကျမ်းပိုက်ကလေးကတော့ရှမာကုခရစ်ဝင်ခန်းကြီး10အငယ်29ရှမာကုခရစ်ဝင်ခန်းကြီး10အငယ်29ယေရှုသည်လည်းသူတို့ကိုကြည့်ရှု၍ဤအမှုကိုလူမတတ်နိုင်တယ်လေဘုရားသခင်မတတ်နိုင်သည်မဟုတ်ဘုရားသခင်ခတ်သိမ်းသောအမှုတို့တတ်နိုင်တော်မူသည်ဟုမိန့်တော်မူ၏အဖြစ်ပြက်ကလေးကတော့ရှေ့မှာကျွန်တော်ကအဆုံးသက်ကလေးကိုပဲဖတ်လိုက်တာပေါ့ရှေ့မှာအများကြီးရှိအဲ့ဒီအကြောင်းအရာကတော့လူငယ်လေးတယောက်ကကိုရောဘုရားကိုလာပြီးတော့မှသူ့ရဲ့အသက်တာမှာသာရအသက်ကိုရဖို့ဘာလို့ရမလဲလို့မေးတယ်မေးတော့မင်းပညာတော်တွေရှိတဲ့အတိုင်းလိုက်လျှောက်ပါကိုရောအဲ့ပညာတော်တွေကျွန်တော်ငယ်ငယ်လေးတွေကလျှောက်တာနော်အခုမှမဟုတ်အေးဒါဆိုရင်မင်းမှာရှိတဲ့ဥစ္စာပစ္စည်းတွေရောင်းစင်ရသားတွေကိုဝေပေးပြီးလို့ရှိရင်ငါနောက်လိုက်ပါလို့ပြောတဲ့အခါမှာသူကအမတန်မှငွေရတတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်စိတ်ပြက်ပြီးတော့ထွက်သွားတယ်အဲ့တော့ကိုရောဘုရားဥစ္စာရတတ်တော်သူပြီးဘုရားသခင်နိုင်ငံတော်သို့လွန်ဝင်ခဲလာတယ်အားလုံးသူ့နာမှာရှိတဲ့တပည့်တော်တွေပြောတဲ့အခါမှာတပည့်တော်တွေကတော်တော်လေးစိတ်ထဲမှာနားလေသဘောပေါက်တော်တော်ကိုခက်အဲ့တော့သူတို့ဘာပြောလဲဆိုတော့ချင်းချင်းပြောပြီးတော့မှအဘယ်သူဒီကယ်ရီတော်မူခြင်းတို့ရောက်နိုင်မည်နည်းကိုချင်းချင်းပြောဆိုကြဆိုတော့သူတို့လည်းပဲတပည့်တော်တွေလည်းတတ်မှတ်မှုလေးတွေရှိတာပေါ့နော်အဲ့တော့သူတို့ခက်ခဲတွေရှိရပေါ့အဲ့တော့သူတို့လည်းရောက်မှာမဟုတ်ဘူးအဲ့တော့ဒီလူလည်းမရောက်ဘူးကျွန်တော်လည်းရောက်မှာမဟုတ်ဘူးဘသူကရောက်နိုင်မှာလဲလို့သူတို့ချင်းချင်းမေးတဲ့အခါမှာကိုရောဘုရားပြောတဲ့စကားပါအဲ့ဒါဘုရားသခင်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်တော်မူ၏အဲ့တော့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့စဉ်းစားဆင်ခြင်ခံယူအသက်ရှင်ဖို့အကြောင်းအရာတွေရှိပါတယ်ကျွန်တော်ငယ်တုန်းကကယ်ရစင်းသွားပြီးတော့ Christmas Eve ကို24ရက်နေ့ညဆိုတော့ည12နာရီ17နာရီခွဲမှာဖျားရှိခိုးမယ်ဆိုတော့ကျွန်တော်တို့ church ကိုပြန်လာတယ်ပြန်လာပြီးတော့ church ကိုဝင်ကြတယ်ကျွန်တော်နဲ့အတူတူပါလာတဲ့လူငယ်တယောက်ကလူငယ်ဆိုတာလေကျွန်တော်တို့အဲ့အချိန်မှာတော်တော်ငယ်သေးတာအဲ့တော့သူ့ကိုခေါ်တော့သူကပြစ်တွေများလုံးလို့တဲ့ဖျားเจ้าနဲ့မဝင်တော့ဘူးတဲ့အဲ့လိုပဲဖြစ်နေတဲ့အချိန်မှာပဲတခါတော့ဖျားเจ้าကိုရောက်သွားတဲ့အခါအဲ့ဒီကပွဲတော်မင်္ဂလာပေါ့နော်ကျွန်တော်နှစ်ချင်းမခံရသေးဘူးအဲ့ဒီအချိန်မှာပဲကျွန်တော်တို့အမေဖေတွေနဲ့တန်းတူရွယ်ဖြစ်တဲ့အုပ်စုဒီလိုပဲသွားပွဲတော်မင်္ဂလာပေါ့ဆိုတော့အားလုံးတက်တက်ကြွကြွသွားနေချိန်မှာတယောက်ကဘာဆိုတော့ဒီ
ဒီနေ့ပွဲတော်မင်္ဂလာဆိုတော့ကောင်းတယ်ကွာအပြစ်တွေများလို့တော့ပွဲတော်ဝင်ဆောင်မှာပဲကြောက်ကဒီလိုပြောတယ်ဒါပေမဲ့နောက်တစ်ယောက်ကကျတော့လာပြီးတော့ဘာပြောလဲဆိုတော့အပြစ်တရားတဲ့များလို့ပွဲတော်တက်လေပြေမှာမဟုတ်ဘူးဒါကြောင့်ပွဲတော်မယူသေးဘူးတဲ့ကိုယ့်အပြစ်ကိုကိုဝန်ခံနိုင်တဲ့ချိန်ရောက်တော့မှာပဲအဲ့တော့မှပဲပွဲတော်မင်္ဂလာဘုတ်ကိုဝင်တော့မယ်ဆိုတော့အမျိုးမျိုးဖြစ်တာပေါ့အဲ့တော့ကျွန်တော်ကပြန်သွားပြီးတော့အဖေကိုမေးပါတယ်ပပကျွန်တော်တို့ဒီလိုပဲကျွန်တော်တို့ကြားခဲ့တယ်ပေါ့နော်အဲ့ဒီတော့အပြစ်တွေများတာနဲ့ပဲဖះเจ้าနဲ့မဝင်ဘူးဆိုတာတို့အပြစ်တွေများလို့ပွဲတော်ဝင်ရမယ်ဆိုတာတို့အပြစ်တွေများလို့ပွဲတော်မဝင်ရဘူးဆိုတာတို့ဒါတွေကဘယ်လိုမျိုးခံယူပါသလဲလို့ပပမေးတဲ့အခါပပဆိုကျွန်တော်အဖေကိုပြောတာပါပပကျွန်တော်တို့ပြန်ရှင်းပြတယ်ဒါတော့ဘုရားသခင်ကကျွန်တော်တို့အပြစ်အတွက်ကားတယ်မှာအတိခံသွားပြီးပြီအဲ့ဒီအပြစ်တွေကကျွန်တော်တို့ပြန်ပြီးတော့ပေးဆက်เสียအကြောင်းမရှိတော့အဲ့ဒီလိုပဲဘုရားသခင်ကကျွန်တော်တို့ရဲ့အပြစ်တွေကိုဖြေရှင်းပေးနိုင်တဲ့သူဖြစ်တယ်ဆိုတာသူကပြောတာဒါကြောင့်မလို့တို့ရဲ့အပြစ်တွေအတွက်ဝမ်းနေဖို့ပူပန်နေဖို့စိတ်ဒုက္ခရောက်နေဖို့အကြောင်းအရာလုံးဝမရှိဘူးเนาะအေးအေးဆေးဆေးဘုရားကိုယုံကြည်ပြီးတော့တိုးဝင်ချက်ကပ်ဖို့ပဲလူတွေရဲ့သူတို့ပွဲတော်မင်္ဂလာဝင်တဲ့ခံမှာလဲဘုရားသခင်ကငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလို့ပြောတဲ့ခံမှာသူ့ကိုအောက်မေ့တာကိုရောဘုရားငါတို့ကိုဘယ်လောက်ချစ်တယ်ကိုရောဘုရားငါတို့အတွက်ဘယ်လိုဝေဒနာခံစားသွားတယ်လဲဆိုတာကိုအောက်မေ့တရိယာပြီးတော့ပွဲတော်ကိုဝင်ရတာလို့ပြောတဲ့ခံမှာကျွန်တော်တို့အပြစ်အတွက်ဘုရားသခင်ကအပြစ်တွေခံသွားပြီးအပြစ်ဒဏ်ကိုခံသွားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာကိုရောဘုရားကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်ဆိုတာကိုပဲသိပြီးတော့အသက်ရှင်သွားဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့တချင်းဆူသွားတဲ့အန်တီလိုပေါ့ဘုရားသခင်ချစ်တယ်ချစ်တာကိုကျွန်တော်တို့သိတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာပြောင်းလဲရနော်ကျွန်တော်ရဲ့အပြစ်တွေကိုဘုရားသခင်ရှင်းပေးနိုင်တယ်ဆိုတာသိပြီးတော့မှဒုဝင်ချင်းကလိုပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီး9ငယ်18က25မှာဖြစ်ဖြစ်တစ်ခုရှိတယ်ကျွန်တော်ကျမ်းစာဖတ်ပါမယ်နားထောင်ပါထိုအခါလက်ချေပြီးတော့သူတယောက်ကိုအေးရနဲ့တကွာထံတော်သို့ဆောင်ခဲ့ပြီးရှေ့တော်၌တွင်ထားခြင်းကရှာကြံကြ၏လူစုဝေးလျက်ရှိသောကြောင့်ဝင်စရာလမ်းကိုမတွေ့သဖြင့်အိမ်မိုးပေါ်သို့တက်၍အုံမိုးကိုဖောက်ပြီးမှလူနာကိုအေးရနဲ့တကွာလူများအလယ်ယေရှုရှေ့တော်သို့လျှော့ချကြ၏ကိုရောသည်ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လူနာအားအချင်းလူသင်၏အပြစ်ကိုလွတ်စေ၏ဟုမိန့်တော်မူ၏ဂျမ်းပြူဆရာနှင့်ဖာရီရှဲတို့ကဖျားကိုလွန်ကျူး၍ပြောသောဤသူကအဘယ်သူနည်းဖျားသခင်မှတပါအဘယ်သူသည်အပြစ်ကိုလွတ်နိုင်သည်ဟုထင်မှတ်ကြ၏ယေရှုသည်ထိုသူတို့၏ထင်မှတ်ခြင်းကိုသိတော်မူသည်သင်တို့စိတ်ထဲမှအဘယ်ကြောင့်ထင်မှတ်ကြသည်ဘယ်စကားကိုသာ၍ပြောလွယ်သည်သင်၏အပြစ်ကိုလွတ်စေပြောလွယ်သလိုသင်ထ၍လှမ်းသွားလို့ပြောလွယ်သလိုလူသားသည်မြေကြီးပေါ်မှာအပြစ်ကိုလွတ်ပန်သည်ကိုသင်တို့သိစေခြင်းကထကို၏ရာကိုဆောင်၍ကို၏တို့သွားတော့သင်အားငါဆိုသည်လက်ချေသေးသောသူကမိန်တော်မူထိုသူသည်လည်းလူများရှိမှချက်ချင်းထ၍အိယာကိုဆောင်ရက်ဘုရားသခင်ကိုယ်တော်ကိုချီးမွမ်းနှင့်မိမိအိမ်သို့သွားလေ၏သူရဲ့အပြစ်ကိုဘုရားသခင်လွတ်ပေးနိုင်တယ်ဆိုတာသိသွားတယ်ဘုရားသခင်ကလည်းအပြစ်လွတ်ပိုင်တဲ့အခွင့်ရှိတယ်ဆိုတာကိုသိစေခြင်းတဲ့အတွက်ကြောင့်သူ့ရဲ့ဝေဒနာပျောက်ဖို့ကိုပြောမင်းရဲ့အပြစ်လွတ်ပြီလို့ပြောတာဆိုလိုတာကကျွန်တော်တို့ရဲ့ဘဝအသက်တာမှာကျွန်တော်တို့ခံစားနေရတဲ့ယောဂါတွေဝေဒနာတွေစသည်ဖြင့်ဖြစ်တဲ့အရာတွေဟာလည်းပဲတစ်ခါတစ်ခါမှယောဂါဝေဒနာတက်တက်မဟုတ်ဘုရားသခင်ပေါ်မှာပြစ်မှားမိတဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ခံစားနေရအဲ့ဒီအပြစ်တွေကိုဘုရားသခင်ကဖြေလို့ဖြေရှင်းပေးနိုင်တဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိပြီးတော့တိုးဝင်ချင်ကပ်ဖို့လိုပါတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်ပိုင်တဲ့လွတ်ပေးနေတဲ့ဘုရားဖြစ်တယ်ဆိုတာကိုသိပြီးတော့မှဘုရားသခင်ရဲ့ခြေတော်ရင်းကိုတိုးဝင်ချင်ကပ်ဖို့လိုပါတယ်ချစ်တော်ညီကောင်မတို့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တဲ့ကြောင့်နော်သူ့ရဲ့တပါးဒီလိုသားတော်ကိုစွန့်ပြီးတော့မှကျွန်တော်တို့ကိုအပြစ်ထဲကလွတ်မြောက်စေခဲ့တယ်ဆိုတာကိုနားလည်သဘောပေါက်ပြီးတော့တိုးဝင်ချင်ကပ်ဖို့လိုပါတယ်နောက်ပြဿနာတစ်ခုကတော့ကျွန်တော်တို့ရဲ့အသက်တာမှာလူတိုင်းတွေ့ကြုံရတဲ့ပြဿနာပဲကျွန်တော်ပြဿနာလို့ပြောတဲ့အခါမှာ
ပြဿနာလို့ဆိုတဲ့အရာကလူတွေနေနဲ့မတူတော့ဟိုတယောက်ကိုကြည့်တော့ပြုံးနေတာပဲပျော်နေတာပဲရွှင်နေတာပဲသူကတော့ပြဿနာမရှိဘူးလို့ဒီလိုပဲထင်တယ်မဟုတ်ဘူးပြဿနာဆိုတာလူတိုင်းမှာရှိပြဿနာနေတာများတာပြဿနာကြီးတာတေးတာကြွားခြင်းကြွားမယ်ပြဿနာမရှိတဲ့တယောက်မှမရှိဘူးဒါကြောင့်အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ဘုရားသခင်ရဲ့ထံတော်ဘာမှာကျွန်တော်တို့တိုးဝင်ချင်းကပ်ပြီးအသက်ရှင်ဖို့သာအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်နောက်တစ်ချက်ကျွန်တော်ဖော်ပြချင်တာကတော့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့ကျမ်းမာရေးပြဿနာများတို့ကိုဖြေရှင်းပေးနိုင်တဲ့သူဖြစ်တယ်ဆိုတာဖော်ပြချင်ပါတယ်ရှင်မာကုခရစ်ဝင်ခန်းကြီး9အငယ်25ကနေပြီးတော့မှ34တိုင်အောင်ဖတ်ပြပါမယ်ထိုက12နှစ်ပတ်လုံးသွေးသွန်နာဆွဲသောကြောင့်များစွာသောစီးသမားတို့လက်၌အလွန်ခံရ၍ဥစ္စာရှိသမျှကုန်တော်လဲတက်တော်မရသည်တာမကအနာတိုးသောမိမတယောက်သည်ယေရှု၏တည်တော်ကိုကြားသည်ရှိသောငါသည်ဝတ်တော်မူသာတုလင်ချမ်းသာရမည်ဟုဆိုသည်နှင့်လူစုဝေးတဲ့၌နောက်တော်သို့လာ၍အဝတ်တော်ကိုတုလေ၏ထိုခဏချင်းတွင်အသွေးဆူရရာခန်းချောက်သည်ဖြစ်၍ထိုယောဂနှိမ့်ဆက်ခြင်းနှင့်ကင်းလွတ်ပြီဟုမိမိကိုယ်၌သိလေ၏ယေရှုသည်မိမိကိုယ်မှတကိုးထွက်သည်ကိုချက်ချင်းသိတော်မူသည်လူစုဝေး၌နောက်သို့လည်း၍ငါ့အဝတ်ကိုဘယ်သူတို့သည်မေးတော်မူ၏တပည့်တော်တို့ကလူစုဝေးသည်ကိုရောအားထိခိုက်ကြသည်ကိုမြင်ရက်ပင်ငါဘယ်သူတို့သည်မေးတော်မူပါသည်တကားကိုရှောက်ကြတယ်ကိုရောသည်ထိုသို့ပြုသောသူကိုမြင်ခြင်းပတ်လေသူကြည့်ရှုတော်မူထိုမိမသည်ကို၌ဘယ်သို့ဖြစ်သည်ကိုသိသောကြောင့်ကြောက်ရွံ့တုန်လှုပ်၏အထံတော်သို့လာပြီးလျှင်ပြတ်ဝ၍ထိုအကြောင်းရှိသည်များကိုအဟုတ်မှန်ကြားလျှောက်လေ၏ကိုရောကလည်းငါသမီးသင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေငြိမ်းဝှစွာသွားလို့ယောဂနှိမ့်ဆက်ခြင်းနှင့်ကင်းလွတ်စေမိန်တော်မူ၏ကိုရောဖျားကကျွန်တော်တို့ယောဂဝေဒနာတွေရဲ့နှိမ့်ဆက်ခြင်းကကင်းလွတ်စေခြင်းနဲ့ဖျားဖြစ်ပါတယ်ဒီမိမကသူ့ရဲ့ဝေဒနာအမျိုးသမီးဝေဒနာ12နှစ်တောင်ခံရတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်တော်တော်ကိုမလွယ်တဲ့ကိစ္စပဲဝေဒနာတစ်ခုကိုနှစ်ပေါင်းများစွာခံရတဲ့အခါမှာသူကအဲ့ဒီဝေဒနာကိုခံရလို့ပျောက်ချင်တဲ့အတွက်ကြောင့်ဆေးကုတယ်ပိုက်ဆံတွေကုန်တယ်ကုန်နာမှရှိသမျှကုန်သွားပြီးတဲ့ယောဂမပျောက်အဲ့တော့ကိုရောဘုရားကိုတွေ့တဲ့အခါမှာကိုရောရဲ့အဝတ်တော်ရဲ့ပပွားလေးကိုတုတ်လိုက်တာနဲ့ငါ့ဝေဒနာပျောက်နေပြီသူစိတ်ထဲမှာဖြစ်အဲ့တော့လူကြားထဲမှာတိုးသွားပြီးတော့အဲ့ဝတ်တော်တုတ်ပါတယ်သူယုံတဲ့အတိုင်းပျောက်ပါတယ်ကိုရောကလည်းသိတယ်သူ့ကိုယ်ကတကူထွက်တယ်ဆိုတာနော်အဲ့တော့သူကဘယ်သူငါ့ကိုတို့တာလဲလို့ပြောတဲ့အခါမှာတပည့်တော်တွေကပြောကိုရောရဲ့လူတွေကြားထဲမှာအများကြီးသွားနေတာကိုရောတို့ပြီးတိုက်ပြီးသားရှိတာဘယ်သူတို့လဲဆိုတော့ကိုရောရဲ့ဘယ်လိုပြောလိုက်တာလဲပေါ့မဟုတ်ဘူးကျန်တဲ့လူတွေကတိုးမိတိုက်နေဆိုတော့တိုးနေတာပဲနော်လူတိုင်းလည်းလာတိုက်မိတာပဲတိုးခွေနေတာဟုတ်လူတွေအများကြီးကြားတယ်ဒါပေမဲ့အဲ့ဒီတယောက်ကတော့ငါ့ကိုတမင်တက်တက်ကိုသူ့ရဲ့တစ်ခုခုရဲ့ရည်ရွယ်ချက်နဲ့သူကတို့တာဒါကြောင့်မလို့ဟာတိတော့ကိုရောဘုရားပတ်ဝန်းကျင်နဲ့ကြည့်တဲ့အခါမှာမျိုးသမီးကသိပါတယ်ပြီးတော့သူ့ရဲ့ခံစားရတဲ့ဝေဒနာလည်းပဲပျောက်သွားပြီဆိုတာသိတဲ့အခါချက်ချင်းလာပြီးတော့မှသူဖြစ်တဲ့အကြောင်းအားလုံးပြန်ပြောပြအဲ့တော့ကိုရောဘုရားကဘာဆက်ပြောလဲဆိုတော့သင်ယုံကြည်ခြင်းသင်အနာကိုငြိမ်းစေပြီတဲ့စောစောကကိုရောကိုလာပြီးတော့ထိခိုက်တိုက်မိကြတယ်ကိုရောကိုယုံပြီးတော့လာပြီးထိနေတို့နေတာမဟုတ်သူကတော့ယောဂပျောက်မယ်လို့ယုံပြီးတော့တို့တဲ့အခါမှာအဲယောဂပျောက်တာချစ်တော်ကြီးကမှမလို့ကျွန်တော်တို့မှာဖြစ်နေတဲ့ယောဂတွေရှိကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကိုရောဘုရားတို့ပါကိုရောဘုရားကိုဆုတောင်းပါကျွန်တော်တို့ယောဂဝေဒနာတွေတတ်တာပျောက်ကင်းမှုပြီးနိုင်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့အင်မတန်ချစ်ပြီးတော့မှကျွန်တော်တို့ရဲ့ပြဿနာအခက်အခဲတွေထဲမှာကျွန်တော်တို့ရဲ့စီးပွားရေးပြဿနာတွေကိုလည်းပဲဖြေရှင်းပြီးတဲ့ဘုရားဖြစ်တယ်ဆိုတော့နားလည်ဖို့ပေါ့ကျွန်တော်တို့အမေရိကန်နိုင်ငံကိုရောက်လာတဲ့အချိန်နဲ့စပြီးတော့ကျွန်တော်တို့တော်တော်များများသောလူတွေရဲ့နှုတ်ကကြားပါတယ်အလုပ်များတယ်ဆရာအလုပ်များတယ်ဆရာနော်ဆိုတော့ကျန်တဲ့လူတွေကြတော့အလုပ်မများတာကြားတယ်နော်သူပြင်သူတို့ကတော့ဘယ်လိုသဘောနဲ့ပြောလဲမသိပြောရင်ပြောနေကျွန်တော်တို့ကရှောက်လည်နေတာဆိုတော့ဆရာနယ်စုံများပြောသလားစိတ်ထဲမှာဖြစ်လာပြန်စဉ်းစားတာပေါ့အမျိုးမျိုးကျွန်တော်တို့ပြန်စဉ်းစားတဲ့အခါမှာဘာဖြစ်နေလဲဆိုတော့အမေရိကန်မှာရှိနေတဲ့လူတွေကလေ
အလုတ်ကိစ္စအတွက်နဲ့တော်တော်ကို burden ဖြစ်နေတာဝန်တော့ဝန်ပိုးယူဖြစ်နေတာဒီအလိုဟိုတနေ့ကတော့ကျွန်တော်တို့ food run မှာဒီသမီးကသူ့အိမ်တော်ရှိတယ်သူရဲ့သားဒီကလေးတွေဆူတောင်းပေးပါဆိုတော့သူ့အိမ်မှာဆူတောင်းတာသူ့အိမ်မှာသူ့ယောက်ျားမတွေ့ဘူးဆိုရင်နောက်ဆုံးတော့မနေနိုင်တော့နေစမ်းမအောင်နင်းယောက်ျားပြောနင်းယောက်ျားလည်းငါတခါမှမတွေ့ပါလားဖះချောင်းသွားလည်းမတွေ့ပါလည်းမတွေ့ဆိုတော့ဆရာတဲ့ကျမယောက်ျား9ရက်ရှိရ9ရက်အလုပ်ဆင်းရတယ်အဲ့ဒီအတွက်လည်းဆူတောင်းပေးပါတဲ့ထပ်ပြီးတော့သူက prayer request ဆောင်သွားသူကပြန်တင်သွားတယ်ကျွန်တော်တို့နော်အမေရိကန်နိုင်ငံမှာတော့တော်တော်များများသောလူများတွေကအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာရှိဘာဆိုတော့သူတို့ရဲ့နောက်ွယ်မှာလည်းရှိတာဒီအလုံးလုပ်ပြီးတော့မှသူတို့ရလာတဲ့အခါမှာ insurance ဆိုတာလည်းရှိတယ်ဟိုပါလဲဆိုတာရှိတယ်ညာလဲဆိုတာရှိတယ်နော်အမျိုးမျိုးချက်တော်ဒီကောင်မှဒီကနေ့ကျွန်တော်တို့ကိုးကွယ်နေတဲ့ဘုရားသခင်ကခင်ဗျားတို့ရဲ့အဲ့ဒီပြဿနာအခက်အခဲအထူးသဖြင့်အဲ့ဒီအလုံးနဲ့ဝင်ငွေနဲ့ပြဿနာတွေမသိဘူးလို့ထင်နေလားသိပါတယ်အဲ့ဒီပြဿနာဘုရားသခင်ကိုယုံကြည်အားကိုးခြင်းအဖြစ်ဖြေရှင်းမှာပြည်သွားလိမ့်မယ်ကျွန်တော်ကျမ်းစာတစ်ပိုက်ဖတ်ပြမယ်ရှင်လုကာခရစ်ဝင်ခန်းကြီး9ငယ်4က7ရှင်လုကာခရစ်ဝင်ခန်းကြီး9ငယ်4က7စကားတော်ပြသောအခါရေနဲ့ရရသူရွှေတော်ပိုက်ကုံကိုချ၍ငါးကိုအုပ်ဆန်းတော်ရှိမုန်အားမိန်တော်၏ရှိမုန်ကလည်းသခင်အကျွန်ုပ်တို့ဒီတညလုံးကြိုးစားတော်လေတကောင်ကိုမျှမရပါတို့ရရင်အမိန်တော်ရှိရင်ပိုက်ကုံကိုချပါမည်ရှောက်တယ်ထိုတို့ချကြပြီးအလွန်များစွာသောငါးတို့ကိုအုပ်မိသဖြင့်ပိုက်ကုံသည်ဆုပ်ပြတ်ဆာရှိခြားသောလှေတစ်စင်း၌ရှိသောအပေါင်းဖော်တို့သည်လာ၍ကုညီစီခြင်းကသူတို့ကိုအမှတ်ပေးသဖြင့်သူတို့သည်လာ၍လှေနှစ်စင်းနစ်လူမတက်ငါးနှင့်ပြည့်စုံကြ၏ရှိမုန်ပေတရုသည်မြင်ယေရှုပစစ်တော်ကိုဥတိုက်၍သခင်အကျွန်ုပ်သည်အပြစ်များသောသူဖြစ်ပါ၏အကျွန်ုပ်စီမှကြွသွားတော်မူပါဟုရှောက်၏အဘယ်ကြောင့်ထိုသို့ရှောက်သည်ဟုမူကားအုပ်မြည်သောငါးများကိုထောက်သဖြင့်ရှိမုန်နှင့်သူ၏အပေါင်းဖော်ဇေဗေဒဲ၏သားယာကုပ်နှင့်ယောဟန်မှစ၍ရှိမုန်နှင့်ပါသမျှသောသူတို့သည်မိန်မောတူခြင်းရှိကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနှင့်သင်သည်ယခုမှစ၍လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်မိန်တော်၏ကာနာမှလေကိုစိုက်၍ထိုသူတို့သည်ရှိသမျှကိုစွန့်ပြေး၍နောက်တော်သို့လိုက်ကြ၏ပေတရုဆိုတဲ့ပုဂ္ဂိုလ်ကဂါလိလဲအိုင်ထဲမှာငါးဖမ်းနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆက်ပြီးတော့လေ့လာတဲ့အခါမှာငါးဖမ်းတဲ့တော့မှရိုးရိုးမဟုတ်ဘူးငါးဖမ်းတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တယ်နော်ဒီတော့သူကဖမ်းလို့တညလုံးဖမ်းလို့တကောင်မှမရတာဘူးဘယ်နေလက်သမားသားဖြစ်တဲ့ယေရှုဆိုတဲ့ပုဂ္ဂိုလ်ကရေနဲ့တဲ့နေရာရွှေ့ပြီးပိုက်ကုံကိုချလိုက်တာပြောတာနော်ကျွန်တော်ပေတရုတော်တိတ်နားမလဲဒါပေမဲ့ကျွန်တော်တပည့်တယောက်တည်းတော့နားလေသွားတယ်ကျွန်တော်တပည့်ကသူ့နာမည်ဆန်နီဒါပေမဲ့သူ့ကိုဆန်နီလို့ဘယ်သူမှမခေါ်ကွင်းပိုင်ကြီးလို့ခေါ်တယ်ဘာကြောင့်ကွင်းပိုင်ကြီးလို့ခေါ်လဲဆိုတော့အဲ့ဒီကျွန်တော်တို့မင်္ဂလာတုံဘက်ကကာယရပ်ကွက်ဘက်မှာသူကနေတယ်ຫນွေရာသီရောက်နေပြီမဲ့ဖားသားစားကြတယ်ကွင်းပိုင်ကြီးဖားသားစားကြလို့လုပ်ပါမင်းဘယ်လောက်ပေးမလဲကြိုက်စည်းကိုခေါ်တာຫນွေခေါင်ဖားဘယ်ထဲမှမရှိတဲ့ဥစ္စာရတယ်โอเคမှားတဲ့အချိန်ဖားတပိတ်သားရောက်တာနော်စပားတွေမှဲ့တဲ့အချိန်မှာဆိုကြွက်တွေကတိတ်ပေါ်တာမြည်ကြွက်တွေစပားကင်းထဲမှာရှိအဲ့ကြွက်တွေလည်းပဲအချိန်ခါမဟုတ်တဲ့အချိန်မှာကွင်းပိုင်ကြီးကြွက်စားခြင်းလို့โอเคဘယ်လောက်ဈေးပေးမလဲရတာလေနော်အဲ့တော့ပေတရုကလည်းအဲ့လိုလူမျိုးဖြစ်တယ်ဘာငါစားခြင်းလဲဆိုရင်ဘယ်အချိန်မှာဖမ်းရဆိုတော့သူသိပြီးသားပဲတစ်သက်လုံးငါနဲ့ငါဖမ်းပြီးတော့အသက်မွေးလာတာအဲ့ဒီလူကတညာလုံးဖမ်းလို့မရတာဘူးကိုရောဘုရားပိုက်ကုံရွှေ့ပြီးတော့လှေကိုရွှေ့ပြီးတော့ပိုက်ကုံကိုချဆန်းတော့ပြောတဲ့ကမှာကျွန်တော်သာဆိုတော့ပြန်ပြောမှာကိုတော့မဟုတ်တာလေလာမပြောနဲ့နော်ကျွန်တော်တစ်သက်လုံးငါဖမ်းစားအန်တူနေပြီလာမပြောနဲ့ဒီလိုပြန်ပြောလိုက်ပါဟုတ်ဖို့ကောင်းတာနော်ကျွန်တော်တို့ပေတရုနဲ့ပတ်သက်လို့ရှင်လူတွေကလေပေတရုကြီးကခရစ်တော်ဘုရားကိုညင်းပယ်တာဘာညာအဲ့ဒါယူစကားလို့ပြောတယ်ပေတရုကိုရောပေါ်မှာဘလောက်ယုံကြည်ပြီးဘလို့ဆက်ကပ်သွားဆိုတော့မပြောကြကျွန်တော်တို့အဲ့ဒါပြောမယ်နော်ကိုရောဘုရားအဲ့လိုလုပ်ပါလို့ပြောတဲ့အခါမှာပေတရုဘာပြောလဲဆိုတော့တလားသခင်အကျွန်ုပ်တို့ဒီတညလုံးကြိုးစားတော့လေတကောင်းမှမရပါတို့ရမယ်အမိန့်တော်ရှိပြီးပိုက်ကုံကိုချတ
ဒါပေမဲ့ကိုရောကချပါလို့ပြောကျွန်တော်ချပါလေသူရဲ့ယုံကြည်ခြင်းဒီကနေ့ကျွန်တော်တို့ကိုဒီနေရာမှာရောက်ရှိလာပြီးတော့ဒီလိုအလုပ်ကိုလုပ်စေတယ်ဘုရားသခင်ခမည်းတော်ကိုလုပ်ခိုင်းတယ်လူပေါ်မခံယူလားအဲ့လိုဆိုရင်ဘုရားသခင်ခိုင်းလို့လုပ်နေရတာလို့ခံယူလို့ရှိရင်ခမည်းတော်ပင်ပန်းအောင်မလားမောင်းလားကျွန်တော်ပြဿနာမရှိတော့ပင်တူတညလုံးဖမ်းပြီးပြီမောနေပြီမောနေတော့မှထပ်ပြီးတော့ချသားမှလို့ပြောတာကိုရောဘုရားကိုရောပြောရင်ကျွန်တော်လုပ်ပါမယ်ညီကောင်မတို့လှုပ်လိုက်စမ်းပါစောစောအသင်းဦးဆရာပြောသွားတယ်ကျွန်တော်ဒီနှစ်တော့ပါလေဖိုးသူတော်တာနာပဲပေးလူချလှုပ်လိုက်စမ်းပါဖိုးသူတော်တာနာပေးဦးရကျွန်တော် overtime ဆင်းလိုက်အောင်မယ်လှုပ်လိုက်စမ်းပါအခွင့်အရေးတွေရှိနေတာမြန်မာပြည်မှာအလုပ်လုပ်ချင်လို့တော့လုပ်လို့မရဘူးတော့ပေါ့လားမြန်မာပြည်ကလူတွေထိုင်နေတာမဟုတ်လှုပ်เสียအလုပ်ကိုမရှိလို့ထိုင်နေရတယ်ခင်ဗျားတို့လှုပ်เสียအလုပ်ရှိနေလှုပ်စမ်းပါချက်တော်ညီမမဒီလိုမျိုးကျွန်တော်တို့သက်တာပါလေကိုရောဖျားကျွန်တော်တို့ဖြည့်ရှင်းပေးနေတဲ့ဖျားဖြစ်တယ်ဆိုတာကိုနှလုံးသားထဲမှာသိမှတ်ပြီးတော့ကျွန်တော်တို့ဒီကနေ့အသက်တာပါကျွန်တော်တို့အသက်ရှင်ရဖို့ကြိုးစားကြစို့ချက်တော်ညီမမတို့ကျွန်တော်တို့ခရစ်တော်ကိုယုံနေလို့ပြောတဲ့အသက်တာကျွန်တော်တို့ကိုရောဖျားရဲ့ခြေတော်ရင်းမှာတိုးဝင်ချင်းကပ်ပြီးအသက်ရှင်နေတဲ့အသက်တာကိုကျွန်တော်တို့ပြန်စဉ်းစားတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာကိုရောဘုရားရဲ့လွှမ်းခြုံမှုကရှိရလားလို့ကျွန်တော်စဉ်းစားဒီနေ့ကျွန်တော်ရဲ့အသက်တာမှာကိုရောဘုရားဘယ်လိုများကျွန်တော်တို့ပုံမှာလွှမ်းမှုရည်လွှမ်းမှုရှိနေတယ်လေပေါ့နော်ကျွန်တော်စီမှာသမီးလေးတယောက်ကလာပြီးတော့ဆရာမနေ့ပြန်ကြိုင်အင်တာဗျူးသွားဖြစ်နေဘယ်လိုမျိုးအဖို့အစာဝတ်သွားရင်ကောင်းမလဲပေါ့နော်ကျွန်တော်သူ့ကိုပြောလိုက်ပါတယ်မင်းဖျားချောင်းတက်လို့ရှိရင်ဘယ်လိုမျိုးဝတ်တယ်လဲအဲ့ဒါမျိုးဝတ်သွားပါသူလို့ရပါပါတယ်ကျွန်တော်ပြောချင်တာကဒီကနေ့ကျွန်တော်တို့ဘုရားသခင်နဲ့အတူတူအသက်ရှင်သွားလာပြီးတော့အသက်ရှင်ရကျွန်တော်၄တန်းကျောင်းသားဘဝမှာကျွန်တော်အတန်းကသင်္ချာတင်တဲ့ဆရာဝင်လာပြီးတော့နာမည်ခေါ်တဲ့စီးရင်ကိုကြည့်ပါနာမည်ခေါ်တဲ့စီးရင်ကိုကြည့်ပြီးတော့ကျွန်တော်နာမည်က Nelson ဆိုတော့တော်တော်ကိုထော်ကန်းလာဖြစ်နေရသူကကျွန်တော်ခေါ်တဲ့အတန်းရှိမှခေါ်ပြီးတော့မင်းနာမည်ကအင်္ဂလိပ်နာမည်ဖြစ်နေတယ်ကွာအားလုံးနိုင်ငံကမြန်မာနိုင်ငံကွာနာမည်ပြောင်းလိုက်ဘာမှမပြောပါဘူးကျွန်တော်လည်းသူ့မျက်နှာပဲကြည့်သူဆက်ပြောတယ်မင်းဘာသာကိုပဲကျွန်တော်ခရင်ပါဟာဒါမြန်မာပြည်ကွာတို့တနိုင်ငံလုံးကဗုဒ္ဓဘာသာကိုပဲမင်းတို့ကဘေးဒီခရင်ကိုဘာသာလည်းပြောင်းလိုက်တော့ဟုတ်ကဲ့ကျွန်တော်အိမ်ပြန်ပြီးတော့အဖေကိုပြောပါတယ်ပပကျောင်းမှာဆရာကပြောတယ်ကျွန်တော်နာမည်အင်္ဂလိပ်နာမည်ဖြစ်နေတဲ့ကြောင့်ပြောင်းလို့ပြောတယ်ဟဲ့ကောင်မင်းနာမည်ပေးထားတယ် Nelson ဆိုတဲ့နာမည်မင်းသိတာသိဘူးမသိပြောပြမယ် Nelson ဆိုတာကအင်္ဂလိပ်ရေတပ်ကဘိုးချုပ်ကြီးနာမည်ကွာနော်အဲ့ဒီရေတပ်ဘိုးချုပ်ကြီးလို့မင်းကိုစစ်ဘိုးကြီးဖြစ်စေခြင်းနဲ့အထိတ်မှန်တယ်မျိုး Nelson လို့ပြောထားတာမပြောင်းโอเคဆရာဆက်ပြောသေးတယ်ပပကျွန်တော်ဘာသာပြောင်းမှုဘာငါတို့ကျွန်တော်တို့နေတဲ့နေရာထောက်ကြံလို့ခေါ်ပါတယ်အဲ့ဒီရွာတရွာလုံးကရွာကြီးပါအခုတော့သူတို့မြို့နာမည်ခေါ်နေပေါ့အဲ့ဒီတရွာလုံးမှာခရစ်ယာန်အိမ်ကကျွန်တော်တို့အိမ်ပဲရှိတယ်ဖះလည်းရှိခုတော့နော်အဲ့တော့အဲ့ဆရာပြောဆိုကျွန်တော်ပြန်ပြောပြတယ်ပပဒီလိုပဲဆိုတော့ပပဘာပြောလဲဆိုသားငါတို့ကိုးကွယ်တဲ့ဘုရားသခင်အသက်ရှင်တဲ့ဘုရားကွာကျွန်တော်နားလည်အောင်ပြောမင်းသူတို့ဘုရားဆိုတာတွေတွေ့လာအဲ့ဘုရားတွေလမ်းလျှောက်သလားမလျှောက်ဘူးအေးငါတို့ဘုရားမြင်တော့မမြင်အောင်တခါလေးသွားအခုဘုရားသခင်ငါတို့နားမှာရှိတယ်အခုကိုရှိတယ်နော်ကျွန်တော်တို့သင်ပြီးတဲ့အခါမှာမင်းဘာမှဘာသာပြောင်းမလို့တို့ကအသက်ရှင်တဲ့ဘုရားယုံကြည်ကိုးရကြောင့်ဘယ်တော့မှဘာသာပြောင်းမလို့ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့
ကျွန်တော်ဒီနေ့မှုလို့ဆောင်းတဲ့အခါမှာအဖေရဲ့တုံ့တင်ချက်တော်တော်များများဒီနေ့ခိုင်ငယ်ပြီးတော့မှတ်မိနေပါတယ်ချစ်တော်ညီကောင်မတို့ကျွန်တော်တို့ရဲ့ရင်ကဖြစ်တဲ့သားသမီးတွေကိုကျွန်တော်တို့သင်ပေးဖို့လိုပါတယ်ကျွန်တော်တို့သားသမီးတွေကိုမသင်ပေးနိုင်ဘူးဆိုရင်တော့ဖြင့်ကျွန်တော်တို့ဝမ်းနည်းစရာကြေကွဲစရာဖြစ်မှာပေါ့ကျွန်တော်တို့အသင်းတော်မှာကျွန်တော်နှိမ့်ချင်းခံခဲ့တဲ့အသင်းတော်မှာအသင်းတော်အသင်းဦးဆရာကြီးဆုံးသွားတော့သူ့ရဲ့အောက်မြစ်ကိုဝတ်ပြုကိုးကွယ်ခြင်းလုပ်ပါတယ်အဲ့လိုအောက်မြစ်ကိုဝတ်ပြုကိုးကွယ်ခြင်းလုပ်တဲ့အခါမှာသူ့ရဲ့သားတွေသမီးတွေကတခြင်းတစ်ပုဒ်ဆိုခြင်းနဲ့ဟာမိသားစုသားတွေသမီးတွေဆိုတာပဲဒါအခွင့်ပေးရမှာပေါ့သူတို့ဆိုတဲ့တခြင်းကကျွန်တော်ဓမ္မသရှင်နံပါတ်125ဝေးလာသောတောင်ကုန်းပေါ်ထူထားသောတိုင်တော်ဟုတ်တယ်မလားဘယ်သူမဆိုရပါအဲ့ဒီရတဲ့တခြင်းဒါပေမဲ့သူတို့ဆိုတာလေအတန်မတည့်ဘူးဆိုတာလေဟိုတချို့ကရှိတယ်သူတို့ vocal cord ကမမှန်တဲ့ကြောင့်အတန်မတည့်တာဒါပေမဲ့အဲ့ဒီအတန်မတည့်တာမဟုတ်ဘူးသူကတခြင်းကိုမရလို့မတည့်တော့တခြင်းမရအောင်ဆိုတော့ထော်လော်ကန်လာဖြစ်နေတာပေါ့အဲ့ကျွန်တော်ကမေးတာပေါ့ကျွန်တော်တို့အဲ့ဒီမှာတင်းဦးဆရာပြည့်လက်ထောက်ဖြစ်တောင်းနေအခုတော့မြောင်းမြအတင်းတော့မှာတင်းဦးဆရာဖြစ်နေဆရာဦးတင်မောင်လဲမေးတယ်ဆရာဘယ်လိုဖြစ်တာလဲသူကဓမ္မချင်းဆိုတာတော့အတန်မတည့်ပါလားကျွန်တော်အဲ့ဒီဆရာပြန်ပြောတဲ့စကားလုံးကကျွန်တော်တော်တော်ရှောက်ရပါတယ်သူပြောတဲ့စကားလုံးကပါလေဆိုတော့သူတို့ကခရိယန်မဟုတ်ဘူးတင်းဦးဆရာရဲ့သားသမီးတွေခရိယန်မဟုတ်ဘူးတဲ့အဖေရဲ့ယုံကြည်ခြင်းကိုသူတို့မရနိုင်အဖေရဲ့ယုံကြည်ခြင်းကိုသူတို့မရချက်တော်ကြီးကမှန်ပါဒီလိုဖြစ်တယ်ကင်းဝေးစီဖို့ကျွန်တော်အသက်တာမှာသင်ခန်းစာရပါတယ်ကျွန်တော်ရင်မှာကျွန်တော်သမီးလေး2ယောက်ရှိသမီးကြီးက19နှစ်ဆိုတော့10တန်းအောင်တဲ့နှစ်မှာသူကနှစ်ချင်းမင်္ဂလာခံယူမယ်လို့ပြောတော့ကျွန်တော်လည်းသူနဲ့တော်တော်စကားပြောရတယ်။နင်ဖះကိုမယုံကြည်ဘဲနဲ့တော့မလုပ်နဲ့နော်။အဖေကတင်းဦးဆရာဖြစ်လို့အားနာပြီးတော့နှစ်ချင်းခံတာတော့မလုပ်နဲ့နော်။တကယ်ယုံမှတကယ်နှလုံးသားထဲမှာဖះသခင်ကိုယုံကြည်လက်ခံမှနှစ်ချင်းမင်္ဂလာခံမှာ။မင်းမယုံကြည်လို့တခြားဘာသာလုပ်သွားလဲပြဿနာမရှိဘူး။ဘာတင်းဦးဆရာဘွားနှုတ်ထွက်လိုက်မှလို့ဘာမှလုပ်ဆရာမရှိဘူး။တတိရှိတယ်လို့ကိုသားသမီးတို့မှကိုယ့်ရဲ့ယုံကြည်ခြင်းကိုလက်ဆင့်ကမ်းမပေးနိုင်ဘူးဒီသင်ဦးဆရာဘွားနှုတ်ထွက်ဆိုနှုတ်ထွက်ပဲပြဿနာမရှိဒါပေမဲ့မင်းမယုံနေတော့အဲ့ဟိုရောင်မလုပ်နဲ့ဘာကြောင့်ကျွန်တော်အသက်တာမှာတွေ့ဘူးလေ church မှာလာပြီးတက်တည်ခံတာအများကြီးပဲအမလီလွန်ခဲ့တဲ့နှစ်ပေါင်း20လုံးကနှစ်ချင်းမင်္ဂလာခံယူခဲ့တာဒါပေမဲ့အခုမှပဲဘုရားကိုသိတော့တယ်ဆိုတော့သိရမလားနှစ်ချင်းပေးလို့ရှင်ဘယ်လိုပေးလဲနှစ်ချင်းခံမဲ့သင်ဦးဆရာရဲ့ရှိမင်းသခင်ယေရှုခရစ်တော်ဘုရားကိုမိမိအသက်တာရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်သလားလို့မေးတဲ့အခါပရိသတ်တွေအားလုံးကြားအောင်ယုံပါတယ်ခမည်းယုံပါတယ်ရှင့်လို့ဖြေရတာအဲ့ဒီတော့မှခမည်းတော်သားတော်တန်ရှင်းသောနာမနဲ့နင့်ကိုနှစ်ချင်းပေးပါတယ်လို့ပြောတာလေအဲ့ဒီမှနှစ်ချင်းပေးတာလေဟုတ်တယ်မလားအဲ့တော့အခုတော့ तू ကယုံပါတယ်လို့ပြောပြီးတော့နှစ်ချင်းခံတယ်ပြီးတော့ခရစ်တော်ကိုကြားနောက်နှစ်20မှတွေ့ဆိုဟိုတုန်းကနှစ်20တော့ဘာလုပ်ခဲ့တယ်ညာပြောခဲ့တာလိန်ပြောခဲ့တာဟုတ်လားမလားခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံပြီးသားလူကနှစ်20လုံးလို့ပောက်ပြရအသက်တာအသက်ရှင်စရာအကြောင်းဘာမှမရှိဘူး तू မသိဘူးညာပြောတာကျွန်တော်သားသမီးတွေအဲ့လိုညာပြောတဲ့လူတွေမှမပါဘူးအရေးကြီးတယ်ကျွန်တော်လက်ဆင့်ခံပေးရကျွန်တော်ဒီနေ့ပြောတဲ့ယုံကြည်ခြင်းတွေဟာကျွန်တော်ခရိယန်တွေရဲ့အသက်တာမှာအမှန်တမ်းအရေးကြီးတဲ့ယုံကြည်ခြင်းတွေပဲเนาะဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာယုံပါเนาะကျွန်တော်ဒီပြောတဲ့အကြောင်းအရာအနေငယ်ပဲပြောပါတယ်တကယ်တော့ကိုရောဘုရားကပြောတဲ့စကားကခတ်သိမ်းသောအမှုတို့ကိုတတ်ဆွမ်းနိုင်တယ်လို့ပြောသွားတာဖြစ်ပါတယ်တခုတည်းမဟုတ်ဒီကျွန်တော်ပြောတဲ့အပြစ်တို့ချမ်းသာရေးတို့စီးပွားရေးတို့ဒါတွေမကအကုန်လုံးကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်နှလုံးသားထဲမှာကျွန်တော်ယုံပါအဲ့လိုယုံနာကိုလည်းကျွန်တော်သားသမီးတွေကိုဆက်လက်ပြီးတော့သွန်သင်ပါလမ်းပြပါထို့သောအားဖြင့်ကျွန်တော်တို့ကိုရောဘုရားကိုယုံကြည်တဲ့အခါကျွန်တော်တို့စိတ်ထဲမှာချမ်းမြေ့ရတယ်။စိတ်ထဲမှာလုံခြုံမှုရှိတယ်။ထို့တူပဲကျွန်တော်သားသမီးရဲ့အသက်တာမှာချမ်းမြေ့ရတဲ့အသက်တာလုံခြုံမှုရှိတဲ့အသက်တာဖြစ်စေဖို့ကျွန်တော်တို့လက်ဆင့်ကမ်းကြစို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလည်းပဲဆက်ပြီးတော့မှကြီးပွားတိုးတက်အောင်လှုပ်ဆောင်တဲ့သားရည်သမီးတွေကိုလက်ဆင့်ကမ်း